နေ့ကတော့စောစောစီးစီးဂျင်သွားတယ်လို့ပါလို့ပေါ့နော်မျိုးသားကလူကိုစောစောစီးစီးလာနှိုးပြီးတော့အချင်းသွားမယ်ဘေဘီထဆိုတာနဲ့ကျမကလေတပုံရိုက်ဖို့ဥစားတွေလဲပြီးတော့လုံးဝ fashion အပြည့်နေပေါ့နော်ကဲဂျင်သွားနေပါတယ်ပေါ့ကဲဂျင်ရောက်ပါတော့မယ်ဂျင်ရောက်ပြီဆိုတော့ကျမကပြေးပါတယ်မဟုတ်ပါဘူးရွှေထွက်မှာဆိုလို့လမ်းမဲလျှောက်တာပါကျမမျိုးသားကတော့အလေးတွေမှားနေပေါ့နော်သူ့ဗီဒီယိုရိုက်လို့ဆိုပြီးတော့ချက်နေတယ်မရိုက်ပါနဲ့တဲ့တူပလာတွေမပြချင်ဘူးတဲ့ကဲမှားပါမယ်ဆရာကြီးပြီးတော့ဘတ်စကတ်ဘောကွင်းကိုလည်းရောက်ခဲ့နေတယ်ဘတ်စကတ်ဘောဟိုကစားဒီကစားနဲ့မေမေရကစားတာတော့မဟုတ်ပါဘူးစော့တာပါသူကတော့ဘတ်စကတ်ဘောအရန်ကြိုက်ပါတယ်နောက်ဆုံးတစ်လုံးအနေနဲ့ဝင်တွင်းလိုက်ပါတယ်မဝင်ပါဘူးကဲဂျင်ဆော့ချင်းရဲ့ရွေချက်ကကြက်ကြော်အစားဖို့ပါကြက်ကြော်ဝဲပြီး